ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဆမရေတဲ့ကျမကိုကူညီပေးပါအောင်တဲ့စီလေးလဲလူချင်ပါတယ်တဲ့အနာနဲ့ပြသချင်ပါတယ်တဲ့တစ်လလောက်တောင်းရင်ကောင်းနိုင်မလားတဲ့အဲစိတ်မဆိုးပါနဲ့နော်တဲ့ခွဲစိတ်ဖို့ကလည်းမတက်နိုင်သေးလို့ပါတဲ့ဆရာမတဲ့အစည်းကမ်းနဲ့ညီရင်ပြချင်ပါတယ်အဝေးဖြစ်နေလို့ဆိုတော့လေကျမပြောပြမယ်နော်တစ်လတောက်ရင်ပျောက်နိုင်မလားဆိုတာကမိမိဒီလက်ကောင်းခရစ်ဂျီနာဆိုကွဲနာဆိုကျွန်တာဘယ်ယောဂအဆင့်တွေမှာပါတယ်အဲ့ဒါအရေးကြီးတယ်နော်အဆင့်1သမားဖြစ်တာမကြသေးဘူးအဆင့်1လိုမျိုးထားပါတော့လက်ကောင်းအဆင့်1လိုမျိုးဆိုလို့ရှိရင်အဲနော်ကျမတို့ကတစုံတင်းနဲ့လည်းအရှင်းပြောက်တယ်ဟိုတစုံမတိုင်ခင်တက်တာပြောက်ကင်းသွားရလည်းရှိတယ်တချို့2စုံ3စုံလောက်ကိုမှတက်တာပြောက်ကင်းသွားရလည်းရှိတယ်ခုနတယောက်နဲ့တယောက်ကမတူဘူးကွယ်နော်ဘာမတူပါလဲအသက်အရွယ်မတူဘူးယောဂတိတ်နဲ့မတူဘူးခုခဏကစေးတုံ့ပြန်မှုမတူဘူးနော်အဓိကကနော်လူနာသည်ဘယ်ယောဂအဆင့်ထဲမှာဖြစ်နေလဲနော်အဝေးရဆိုလဲဘာမှစိတ်ပူစရာမရှိဘူးနော်မန်းသေးနဲ့အနီးတစ်ဝိုက်ဥမာပြင်ဦးလွင်တို့တောင်ကြီးတို့ရမဲသင်းပျော်ပွဲစသဖြင့်ပေါ့နော်ဒီလိုမျိုးမန်းသေးနဲ့အနီးတစ်ဝိုက်ဆိုရင်နော်စမရဲ့အပြင်စည်းကမ်းနော်စမရဲ့အပြင်စည်းကမ်း 54A 126 129ပြည်ကြီးတကွန်စာလုံးစည်းကမ်းမှာတော့အမျိုးသမီးလူနာဆိုရင်ဆမကိုယ်တိုင်အမျိုးသားလူနာဆိုရင်ဆရာကိုယ်တိုင်ပေါ့နော်55လမ်း106 109အောင်ပင်လယ်မှာတော့အမျိုးသားလူနာတွေကိုနော်အမျိုးသားဆရာကိုယ်တိုင်အသေးစိတ်ရှိရှိစမ်းသပ်ကုသပေးပါတယ်နော်နီးလို့ရှိရင်တော့ဆမရဲ့အသေးစိတ်ကလာပြနော်တကယ်လို့လာဖို့မလွယ်ဘူးဆိုလို့ရှိရင် online ပေါ်ကစီကံပြလေရတယ်နော်ဘာမှမပူနဲ့ online ကနေစီကံပြမယ်ဆိုရင်ဘာတွေလိုအပ်မလဲပေါ့နော် online ကနေစီကံပြမယ်ဆိုရင်ဇမတီပြည်တွင်းလူနာနော်မြန်မာနိုင်ငံပြည်တွင်းဘယ်နေရာဘယ် area ဒေသမှာပဲရှိရှိပြည်တွင်းလူနာဆိုရင်ဇမတီကိုစားတဲ့ fee 2000ယူပါတယ်ပြည်ပနိုင်ငံရဲ့ချာနော်စင်ကာပူတို့ကိုရီးယားတို့ဂျပန်တို့နော်ထိုင်းတို့မလေးရှားတို့ဗီယက်နမ်တို့ဒူဘိုင်းတို့နော်မြန်မာနိုင်ငံပြည်တွင်းမှာမဟုတ်တယ်ပြည်ပနိုင်ငံရဲ့ချာပဲ area ဒေသကပဲမဆိုပေါ့နော်ပြည်ပနိုင်ငံရဲ့ချာဆိုရင်ဇမကကိုစားတဲ့ fee 3000ယူပါတယ်နော်ကိုစားတဲ့ဖီငွေလွှဲနဲ့အတူမိမိယောဂအကြောင်းကိုအသေးစိတ်တိုင်ပင်ဆွေးနွေးလို့ရပါတယ်နော်ဘယ်ကနေဘယ်လိုစဖြစ်လဲဖြစ်တာအကျဉ်းများအဖြစ်ဘယ်လောက်ကြာပြီလဲနော်ဘာတွေဘယ်လိုခံစားနေရလဲအသေးစိတ်ဒီတေးလင်းပေါ့နော်အဲ့လိုမျိုးမိမိယောဂအခြေအနေကိုအသေးစိတ်တိုင်ပင်ဆွေးနွေးပြီးတော့မှအခုယောဂဒီလက်ကောင်းခရဂျီနာဆိုကွဲနာဆိုကျွန်တာဘယ်ယောဂအစစ်နဲ့ပါနေလဲတိတိကျကျသေချာသိရပြီဆိုတော့မှလိုအပ်တဲ့ဆေးကိုဝယ်ယူတာလူနာအတွက်အကောင်းဆုံးပါပဲအနာတခြားစီးတခြားဖြစ်ဖို့အနာနဲ့ဆေးနယ်တွေ့ပြီးအမျက်ဆုံးတက်တာပြောက်ကင်းခြင်းနဲ့ဆိုရင်ကျွမ်းကျင်တဲ့အနာပေါက်သမားတော်စီမှာမိမိအနာပုံနဲ့အတူမိမိရဲ့ဆိုဝါကိုအလင်းရောင်ကောင်းကောင်းရတဲ့နေရာမှာအနိကရိုက်ထားတဲ့အနည်းဆုံးပုံနဲ့အတူနော်ယောဂအသေးစိတ်ဒီတိုင်းလင်းကိုအသေးစိတ်တိုင်ပင်ဆွေးနွေးပြီးတော့မှလိုအပ်တဲ့ဆေးကိုဝယ်ယူတာလူနာအတွက်အကောင်းဆုံးပါပဲနော်